ကျွန်တော်ဆိုရင်ဒီ EDS သချင်းတွေထဲမှာ like ခြံခဲ့တို့ဘာတို့နောက်ကျောတို့ဘာတို့ဝန်တဲ့ချစ်သူတို့ဘာတို့အရန်တီးရဗျာတော့ဒါပြိသက်အတိဆုံးဟို hit ဖြစ်တဲ့ song တွေဆိုတော့Eရတော့ကိုယ့်ကိုမကြားချင်တော့အပြင်မှာဟိုဖွင့်တာဒီချင်းကြတယ်အာနောက်ရွာပိတ်မကြားချင်တော့အဖြစ်သားဆိုတော့ဟိုအများတန်းတီးတယ်ဒါပေမဲ့ကျွန်တော်ဖြော်ပြရဲ့အချိန်မှာတော့ fee ကတော့အပြည့်တော့ထည့်ပြီးကျွန်တော်ဆူရဲတီးခတ်တယ်ပေါ့နော်ဒါပေမဲ့ငင်းခွင်းမှုကတော့ရှိတာပေါ့တချင်းတစ်လေးတီးချင်တယ်မတူတဲ့ဟာလေးတီးချင်တယ်ဒါပေမဲ့တီးတိုင်းလဲဟိုအောက်ကပြိသက်တွေမရလို့ရှိရင်မပါလာလို့ရှိရင်ကျွန်တော်ပြောဖို့မကောင်းဘူးလေဆိုတော့အဲ့လိုမြတ်တလေးပေါ့သူတို့ကြိုက်တာလေးလည်းတီးကျွန်တော်ကြိုက်တာလေးလည်းတီးပေါ့ဟုတ်ကဲ့မကြိုက်ဆုံး EDS သချင်းတွေထဲမှာအဲ့လိုမျိုးပေါ့နော်အရန်ပေါက်တဲ့သချင်းတွေလည်းပါတယ်ဘာလို့မကြိုက်တော့လဲဆိုတော့အရင်ကတော့ကြိုက်တာပေါ့နော်ဒါကိုဖန်တီးရတဲ့ဆိုကိုကြိုက်မှကိုထွက်တာပွဲမှာအရန်ဆိုသွားပြီးတော့အမြဲဆုံးနေရတဲ့ခါကျတော့မကြိုက်တော့တာပေါ့နော်အဲ့ဒီသချင်းတွေမှာခေဆုံးကကျွန်တော်အရန်ပေါက်တဲ့သချင်းတွေပါဝမ်းနေတဲ့ချစ်သူကိုပြတီးလို့ရတယ်ဟိုပြင်အပါတော့နောက်ပိုင်းဆိုတပြေးနဲ့ပါလာအဲ့ရဝင်တေးလို့ပါတော့ပေါ့နော်ဆိုတော့အဲ့ဒီသချင်းတွေကကိုယ်လည်းကြိုက်လို့လုပ်ခဲ့ရပါဒါပေမဲ့တကယ်စူရအရင်များတော့ပွဲမှာဒီချင်းတွေပဲတောင်းတာပြိတ္တာဒီချင်းတွေသိရမှာခြံခဲလို့ဆိုတော့အဲ့ဒီချင်းတွေကတော့ကျွန်တော်မကြိုက်ဘူးဒီချင်းတွေပါတော့